ကဲဘာလို့မှမသိရင်ဘာလို့မှမသိရင်မသိရောမသိရောဆိုတော့အားနဲ့မှလည်းကျွန်တော်အပြင်းထန်စူးစမ်းနေဟုတ်ကဲ့ဘာမလုပ်လဲဟမ်အကောင်းပြောဘာလို့မှမသိတဲ့ဟာကိုခမရစောက်အုံနောက်လေးနဲ့ခမရစာအော်ကျက်လာတဲ့စောက်သိညံလေးနဲ့ဘာစာတွေပေတွေမှမဖတ်ရှုမလေ့လာထားတဲ့စောက်အတွေးခေါ်လေးနဲ့ဘာလို့မှမသိတဲ့ဟာကိုဖြစ်ညစ်ပြီးဘာလို့မှမသိဘူ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 းဟကောင်မရင်ငါဘာလို့မှမသိဘူးဟဲ့အောင်တိုင်းရင်ငါဘာလို့မှမသိဘူးအမေကျွန်တော်ဘာလို့မှမသိဘူးအဖေကျွန်တော်ဘာလို့မှမသိဘူးဘာလို့မှမသိတာယူစာဖွဲ့ပြီးတော့ဘာလို့မှမသိချောင်းကိုထိုင်တွေးမနေနဲ့ခင်ဗျားတို့လူငယ်တွေကျွန်တော်အကြံပေးတာဘာလို့မှမသိဘာမလုပ်နဲ့ဟမ်ဘာမလုပ်ဘဲနဲ့နေလို့ဘာဖြစ်လာမှလဲစတားဆုံးတလုံးဘာမလုပ်ခိုင်းဖယ်နေခိုင်းတာမဟုတ်ဘူးခင်ဗျားအခုလောလောဆယ်ဖြစ်နေတဲ့ဘာလို့မှမသိတဲ့ကိစ္စဘာလို့မှမသိတာဟုတ်အဲ့ဒီဇောက်အုံနောက်လေးနဲ့ဘာလို့မှမသိချောင်းကိုခင်ဗျားတလားကိုသင်းထိုင်စင်းသားလဲတိတ်အောင်စင်းသားဘာလို့မှတကယ်မသိဘူးခေါင်းပူတာပဲဖတ်တယ်မယ်စိတ်ချခေါင်းပူတာပဲဖတ်တယ်မယ်မပူနဲ့နော်ခေါင်းပူတာပဲဖတ်တယ်မှာခမ ्या ကိုအကြံပေးနိုင်တဲ့လူလဲခမ ्या သူမသားကွာသူပါတယ်ကြီးပဲရက်ွက်ထဲမှာသူမသားကွာသူပါတယ်ကြီးပဲတွေးပုံခေါ်ပုံနေရှုမြင်ပုံနေ response ဘာခေါ်လဲတုံ့ပြန်ပုံနေဟာသူမသားကွာသူပါတယ်ကြီးပဲခမ ्या အဲ့ဒါသူတို့သွားကြံတောင်းလဲသူတို့ထင်ရမြင်ရတယ်ရှောက်ပြောမှာသူတို့ထင်ရမြင်ရတယ်ရှောက်ပြောမှာသူတို့အကြံသူတို့ဆရာကြီးလေးတန်နဲ့ဆရာကြီး guide ဖန်တဲ့လူတွေဆရာကြီးလေးတန်နဲ့ပေါ့ဒီထဲမှာဘယ်သူဆရာကြီးလဲဆရာကြီးရှိတာဒီထဲမှာတို့ဝဲဒုက္ခမှမရှိဘူးဆရာကြီးလိုက်ရှာနေအခုလားဟုတ်ဟမ်ခေါင်းပူတာအနီးအောင်စင်းနေရဲအဲ့တော့ခေါင်းပူတဲ့ကိစ္စကိုရက်လိုက်တော့အခုရက်ဘာလို့မှမသိဘာမလုပ်နဲ့လိုက်စာသားလေးကိုကြိုက်တာလိုက်စာသားလေးကိုကြိုက်တာဘာလို့မှမသိဘာမလုပ်နဲ့ဘာလို့မှမသိဘာမလုပ်လို့ပြောနေရလဲဆိုတော့အဲ့ဒါကိုဆက်စဉ်းစားနေရင်ခမ ्या ခေါင်းပူတဲ့ဟာအနီးအောင်စင်းမဟုတ်ဘူးအနီးထက်နီးတာဘာရှိသေးလဲဟမ်နီးအောင်စင်းတဲ့နီးတာဘာရှိသေးလဲနီးပိတ်နေရှိတယ်လို့တော့မပြောနဲ့လားတားပါဘူးဟာဒီခန်းကိုဖျအဲ့ဒီအုပ်လိုက်ကြီးကိုကြောက်တယ်အိုက်